Movie Recap လုပ်နေအပိုင်းနဲ့ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်ရဲ့ channel မှာနိပညာဘူတုတတွေကိုတစ်ပတ်ကို2ပုတ်တင်ပေးတော့မှာမို့အားပေးကြပါအောင်နော်ကျွန်တော်တို့ဖြန့်ညက်ကလောက်ထားတဲ့ဗီဒီယိုတစ်ပုတ်ကိုအခုအတန်ဖိုင်နဲ့ကျွန်တော်တို့ကပြန်ပြီးတွဲမှာဖြစ်တယ်သူနဲ့လိုက်ဖက်တဲ့အတန်ဖိုင်ရဖို့အတွက်ကျွန်တော်ဒီကတ်ထဲကိုဝင်မယ်ဝင်ပြီးသွားရင်ကိုလုံးမဲ့ဗီဒီယိုပြန်ဖွင့်ပြီးသွားရင်ကျွန်တော်ဒီမှာ device ဆိုတဲ့ထဲကနေပြီးတော့ကျွန်တော်တို့ရဲ့ device ထဲမှာ down ထားတဲ့အတန်ဖိုင်တွေကိုကျွန်တော်တို့ထဲမယ်နော်ကျွန်တော်အစင်လိုက် down ထားဖြစ်တဲ့အတွက်အခု number 1ကိုထည့်လိုက်တယ်အဲ့မှာအတန်လေးကိုတစ်ချက်ကျွန်တော်တို့ပြန်နားထောင်ပြီးသွားရင်ဒီဗီဒီယိုဇက်ဝင်ကန်းနဲ့ like မ like ကိုတစ်ချက်ပြန်ပြီးတော့ကျွန်တော်တို့ချိန်ရမှာဗီဒီယိုကမြန်နေတယ်အတန်နှေးနေတယ်ဒါမှမဟုတ်ရင်အတန်နှေးပြီးတော့ဗီဒီယိုကမြန်နေတယ်ဆိုရင်ကျွန်တော်တို့ကဇက်ဝင်ကန်းနဲ့မကိုက်ညီဘူးဆိုလို့ချင်းကြည့်ရတဲ့သူတွေကနားထောင်ရတာအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ဒီမှာချိန်ညှိရမှာနော်အဲ့တော့ကျွန်တော်တို့အတန်ဖိုင်ကတစ်မျိုးဒီဇက်ဝင်ကန်းတစ်မျိုးကြီးဆိုရင်ကြည့်ရတဲ့သူလည်းမျက်စိပရာတမကြဘူးဗျာအဲ့တော့ကျွန်တော်တို့ဒီမှာဒီအပိုင်းလေးမှာဒါတင်မော်ကြီးနဲ့စက်ကြောင်းပြောနေတဲ့ဇက်လန်လေးကျွန်တော်တို့ဖြတ်ပြလိုက်တယ်ဖြတ်ပြီးရင်ကျွန်တော် export ထုတ်ပြီးရင်တန်းပြီးတော့ကျွန်တော်တို့ကတန်းဆိုအောင်မနှိမ့်နဲ့အဲ့မှာ back များလေးထွက်လိုက် back များလေးထွက်ရင်ဒါပြန်လုပ်လို့ရတယ်အခုဒါကျွန်တော်ဒုတိယပိုင်းထည့်မှာနော်နံပါတ်လေးပေးထားတော့ပို့ပြီးလွယ်တာပေါ့အဲကျွန်တော်တို့ကဒုတိယပိုင်းကိုပြန်ထည့်ပြီးတော့ရင်ဘောလူကိုကျွန်တော်တို့အကျယ်ဆုံးထားမယ်နော်ဒီဘောလူအကျယ်ဆုံးထားပြီးရင်ဒါခုနလိုပဲဗီဒီယိုကမြန်ရင်ဗီဒီယိုနှေးမယ်ဗီဒီယိုကနှေးနေအတန်းမြန်နေတယ်ဆိုရင်တခါကျွန်တော်တို့ဗီဒီယိုတခါမြန်ပေးမယ်ပေါ့နော်စက္ကန့်လေးကိုကိုယ့်ရဲ့အဓိကတော့ကျွန်တော်တို့အတန်နဲ့လိုက်မဲ့timing လေးကိုကျွန်တော်တို့ချိန်လိုက်ပေါ့နော်အဲ့လိုမျိုးလေးချိန်လိုက်တယ်ဆိုရင်တော့ဒါပိုပြီးကောင်းတယ်ဗျဒီထဲဒါဇဝင်ကန်ရဲ့ကောမလေးတယောက်ဆိုလို့ရှိရင်ဒါသူကညဘားတွေမှာဒါ night club show ရတဲ့အပိုင်းတွေကိုသူကပြောထားဖြစ်တယ်နော်ဒီဇဝင်ကန်အဲ့တော့ကျွန်တော်တို့ကဒီဇဝင်ကန်နဲ့လိုက်အောင်ဒါဖြတ်မယ်တောက်မယ်အဓိကတော့ဒီပိုင်းကအတန်နဲ့ရုပ်နဲ့ light ဖက်ညီအောင်ကျွန်တော်တို့ဖြတ်ညက်ကလောက်တဲ့အပိုင်းပါခင်ဗျဒါကြီးတော့ထွေထူးမရှိပါဘူးအဲ့တော့ဒီအပိုင်းလေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှဒါစီစဉ်ရမှာပေါ့နော်အဲ့တော့ဒီမှာအရင်တော့ဗီဒီယိုမှာလည်းကျွန်တော်တို့ကဟိုဟာလေးတွေဝါးထားဖြစ်တဲ့အတွက်ဒါကျွန်တော်တို့မူရင်းဗီဒီယိုရဲ့ကျွန်တော်တို့စာတန်းတွေလည်းမပါတော့ဘူး logo တွေလည်းမပါတော့ဘူးအဲ့တော့မှဒါကိုလိုချင်တဲ့အပိုင်းလေးတွေကိုဖြတ်ညက်ကပ်ပြီးတော့ဒီလိုထုတ်လိုက်မယ်နော် Facebook ထုတ်ပြီးသွားရင်အဲ့ဗီဒီယိုအတူလေးတွေအကုန်လုံးကျွန်တော်တို့ကလိုက်ပြီးတော့မှပေါင်းလိုက်မှာပေါင်းလိုက်တယ်ဆိုလို့ရှိရင်ဒါဗီဒီယိုတစ်ပုတ်ဖြစ်လာမှာခုလို့ဆိုရင်တော့ကျွန်တော်ပြောရလေးကိုမိတ်ဆွေတို့နားလည်မယ်ထင်ပါတယ်နားမလည်တာရှိရင်လည်းကျွန်တော်ကိုလာပြီးမေးမြန်းလို့ရပါတယ်ခုမှစလုံးမဲ့မိတ်ဆွေတွေအနေနဲ့လည်းမသိတာရှိရင်ကျွန်တော်ကိုမေးမြန်းလို့ရပါတယ်ကျွန်တော်ရဲ့ chat box ကနေပဲဖြစ်ဖြစ် Messenger ကနေဖြစ်အကုန်လုံးမေးမြန်းလို့ရပါတယ်နော်မသိတာမတတ်တာလေးရှိရင်မေးမြန်းလို့ရပါတယ်ဒါကျွန်တော်ခုမှစလုံးမဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကဒါချိန်ညှိနည်းလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အခုလိုကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ